ပွဲမပြီးသေးပဲမန်ယူရှုံးပြီဆိုတဲ့စကားကိုဘယ်တော့မှမပြောမိစေနဲ့တကယ်ကိုရင်ကုန်စိတ်လှုပ်ရှားဖို့ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲကိုမြင်တွေ့ခဲ့ကြရတာဖြစ်ပြီး United ပရိသတ်တွေအတွက်ရင်တထိတ်ထိတ်ရင်တမမနဲ့ကြီးခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ Roller Coaster ဆင်းရင်တော့ Lion နဲ့ United တို့ရဲ့ပွဲစဉ်ကိုကြည့်ရတာတော့ရင်ကုန်စိတ်လှုပ်ရှားဖို့ကောင်းမှာမဟုတ်ဘူးလို့ဆိုလိုက်ချင်ပြီး Final ပွဲတစ်ပွဲကိုကြည့်ရတာထက်တောင်မှပွဲကတော်တော်လေးရင်ခုန်ဖို့ကောင်းခဲ့တာပါ။ပထမအကြောင်းပြင်သစ်မြန်မာကလေးက United နဲ့ Lion အသင်းတို့ဟာပြန်လည်သွင်းကိုတွေနဲ့ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြတာကိုမြင်တွေ့ခဲ့ကြရပြီးတစ်ဖက်တစ်ကိုးစီသေးရလက်နဲ့ပြီးဆုံးထားခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယကြော့ပွဲစဉ်အပြင်ရှင်ပြိုင်သွားခဲ့ကြတဲ့ Old Trafford ကွင်းကြီးထဲမှာလည်း Manchester United နဲ့ Lion အသင်းတို့ဟာမိနစ်90အတွင်းမှာတစ်ဖက်တစ်ကိုးစီသေးရလက်နဲ့ပြီးဆုံးထားခဲ့ကြတာပါ။ပထမပိုင်းအတွင်းမှာ Manchester United တို့ရဲ့ကစားပုံကောင်းမွန်ခဲ့ကြသလိုဦးဆောင်ဂိုးတွေကိုလည်းစောစောစီးစီးရယူထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ပွဲအစ10မိနစ်မှာတင် Bruno Fernandes နဲ့ဂါနာချိုလိုနှစ်ယောက်ရဲ့တွဲလုံးကနေအိုကာဒီကအလိုက်တင်ပြေးဝင်ကပိတ်သွင်းယူခဲ့ပြီး United အတွက်အဖွင့်ဂိုးကိုစတင်သွင်းယူပေးသွားခဲ့တာပါ။ပထမပိုင်းအတွင်းမှာ Man United အသင်းအနေနဲ့ဂိုးသွင်းခွင့်တွေလည်းရရှိခဲ့ပေမဲ့ Lion ဂိုးသမားရဲ့လက်စွမ်းပြမှုတွေနဲ့ပြိုင်ဘက်ဂိုးပါရန်ကိုထိသွားခဲ့တာတွေနဲ့အတူအပိုင်အခွင့်အရေးတချို့ကိုအသုံးချနိုင်ခြင်းမရှိခဲ့ကြတဲ့အတွက်ပထမပိုင်းအတွင်းမှာသွင်းဂိုး2ဂိုးနဲ့သာကျင်းသွားခဲ့ရတာပါ။ Manchester United အတွက်ဒုတိယမြောက်ဂိုးကိုတော့ Maguire ရဲ့ပေးပို့မှုကနေ Diego Dalot ကရယူပေးသွားခဲ့တာဖြစ်ပြီးပထမပိုင်းကခြေစွမ်းရာ Manchester United အသင်းဟာသွင်းဂိုးတွေထပ်မံရယူပြီးတဲ့နောက်တစ်ဆင့်ကိုအေးအေးလူလူတက်ရောက်သွားလိမ့်မယ်လို့ထင်မှတ်ထားခဲ့ကြတာပါ။ဒါပေမဲ့လည်းဒုတိယပိုင်းအရောက်မှာတော့ Manchester United အသင်းရဲ့ကစားပုံကစင်ကာပူနဲ့မြန်မာနိုင်ငံလုံးတော်တော်လေးကွာခြားသွားခဲ့ပြီးကစားပုံကလည်းမြန်မာနိုင်ငံစီးပွားရေးလိုပျက်စီးသွားခဲ့ကြတာလည်းဖြစ်ပါတယ်။တစ်ချက်ဂါနာချိုရဲ့တူအားရုံးအားတွေကိုမြင်တွေ့ခဲ့ကြရပေမဲ့အာဂျင်တိုင်းသားလေးရဲ့အပိုင်ခွင့်ဖြုံးနှိမှုတွေကရှုံးများတာရှုံးသွားရင်ဂါနာချိုတယောက်ပရိသတ်တွေရဲ့မြေတာပိုခြင်းနေနဲ့ရင်ဆိုင်သွားရနိုင်ပါတယ်။ဂါနာချိုသာဂိုးသွင်းတေချာခဲ့မယ်ဆိုရင်အာဂျင်တိုင်းသားဟာထိပ်တန်းကစားသမားတယောက်အပြင်မြင်တွေ့သွားရပွဲရှိနေကြတာဖြစ်ပါတယ်။နောက်တစ်ချက်ကနီးပြရိုဘင်အာမိုရင်လည်းမလုံးသင်းတဲ့အမှားတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ဆရာမှာဖြစ်ပြီးမာဇာရီကိုလှုပ်ရှော့နဲ့လူစားလဲမှုပြုလုပ်သွားခဲ့တာကလိုင်ယွန်ကိုပြန်လဲဆွဲခေါ်လိုက်တယ်လို့ဖြစ်သွားစေခဲ့တာပါ။ပထမပိုင်း2ဂိုးပြည့်ရှုံးနေတဲ့လိုင်ယွန်ဟာဒုတိယပိုင်းမှာတော့အနိုင်ရလို့စိတ်သွင်းဂိုးတွေစားလောင်နေတဲ့စိတ်ဓာတ်နဲ့ကစားသွားခဲ့ကြပြီး2ဂိုးပြည့်ရှုံးနေရကနေနောက်ကနေသွင်းဂိုး2ဂိုးထိစက်တိုက်သွင်းယူကတစ်ဖက်2ဂိုးစီတည်ရလက်နဲ့မိနစ်90ပြည့်သွားခဲ့ပါတယ်။ဒါကြောင့်အချိန်ပေါ်မိနစ်30ဆက်ကစားခဲ့ကြပြီး105မိနစ်မှာRyan Cherky ကလိုင်ယွန်အသင်းအတွက်ဦးဆောင်ကိုပြန်လည်ရယူသွားခဲ့ပါတယ်။အဲလိုဦးဆောင်ကိုခွင့်ပြုပေးခဲ့ရတဲ့ Manchester United ဟာနောက်ထပ်9မိနစ်အကြာမှာပဲလိုင်ယွန်အသင်းကိုပယ်နယ်တီထပ်မံခွင့်ပြုပေးသွားခဲ့ရပြီးနာကာဆက်ကအမှားရမရှိကန်သွင်းက Manchester United ကို2ဂိုးပြည့်နဲ့ပြန်လည်ဦးဆောင်သွားခဲ့တာပါ။မိနစ်90အတွင်းမှာ Manchester United အသင်းရဲ့ဦးဆောင်မှုကိုနောက်ကနေလိုက်ချေပခဲ့ုံနဲ့မကပဲအချိန်မိုပရာပိုင်းအတွင်းမှာလည်းလိုင်ယွန်အသင်းကသွင်းဂိုး2ဂိုးထပ်မံရယူက Manchester United ကိုဦးဆောင်ထားတဲ့အထိမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အဲဒီမှာတွေးလိုက်မိတာက United တို့ဒီလောက်နဲ့ပြီးသွားခဲ့ပြီဆိုတာပါပဲ။လက်ထံ15မိနစ်အတွင်းမှာ United တို့ပြန်လာနိုင်မှုဆိုတာခက်ခဲသွားခဲ့ပြီဆိုပြီးတွေးနေမိခဲ့တာပါ။ဒါပေမဲ့ Manchester United ဟာပထမပိုင်း114မိနစ်မှာ Casemiro ကြောင့်ရရှိတဲ့ပယ်နယ်တီကို Bruno ကအမှားရမရှိကန်သွင်းယူခဲ့သလိုမိနစ်120မှာလည်း Casemiro ရဲ့ဖန်တီးပေးမှုကနေ Kobe Mainoo ကဒုတိယခြေပါကိုပြန်လည်ခြေပနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအနိုင်မခံအရှုံးပေးစိမ့်နဲ့အနိုင်ကိုရဖို့အရေးဆက်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်မိနစ်120ပြည့်လို့အချိန်ပေါ်မိနစ်ပိုင်းအတွင်းမှာ Maguire ရဲ့ခေါင်းတိုက်ချက်နဲ့အတူ United ဟာအနိုင်ရသွားခဲ့ပြီး Europa League Semi-Final အဆင့်စီကိုတက်လှမ်းသွားခဲ့ကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကောင်းဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါရစေကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးမနေရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ